ဟယ်လိုမင်္ဂလာပါရှင်မရှိမမင်းညာပေါ့နော်စင်ရုပ်လေးတွေဈေးကွက်တွေအများကြီးရောက်ထားပါတယ်ရှင်ဒီဟာလေးကကြတော့ကွာမမ3လက်မနေ6လက်မလေးရှိရပေါ့နော်ဒါဆိုလို့ရှိရင်6လက်မဆိုင်လေးသူကကြတော့ကွာကိုယ့်ကိုအနှစ်သားများတယ်ဒီတစ်ခေါက်ကကွာအကာဆိုလို့ရှိရင်တော့တစ်ခေါက်နှစ်ကောင်ပဲပါတယ်အဲ့ဒါတော့ဒီနှာမောင်းလောက်ပဲပါပေါ့နော်ဒီမှာမပြတဲ့အကောင်လေးဆိုဒါဆို4လက်မဆိုင်ဒါလေးဆိုလဲဒါ6လက်မဆိုင်လေးပေါ့နော်အဲ့တော့စင်ရုပ်လေးဆိုလို့ရှိရင်လည်းမရှိမဈေးတက်တာနဲ့ရပါမယ်ရှင်လုံးဝတော့အနှစ်သားတွေပဲအကလုံးမပတလောက်မှရှားပါတယ်အဲ့တော့ဒီဟာလေးဆိုလို့ရှိရင်ကန်ကောင်းချင်းကိုစားပြီးတဲ့စင်ရုပ်လေးတွေပေါ့နော်ဒီမှာဆိုဈေးကွက်ရုပ်ကတော့မျက်နှာဝိုင်းဝိုင်းလေးကြိုက်တယ်ဆိုရင်ကတော့ site ကြီးတာအောင်ယူပေါ့နော်ခုနလက်မ site လောက်ဆိုလို့ရှိရင်ဒါမျက်နှာဝိုင်းဝိုင်းနဲ့ချစ်စရာကောင်းကောင်းလေးရပါလိမ့်မယ်ရှင်သူကတော့လက်ကောင်းစေတဲ့အဆောင်လေးတွေပေါ့နော်အဲ့တော့ဒါလေးလည်းမလိုတလောက်ရပါမယ်ရှင်ဈေးကွက်နဲ့စင်ရုပ်ကတော့လိုတလောက်ရမယ်เนาะတခြားပပူးရုပ်လေးရတော့မရောက်သေးပါဘူးရှင်အားလုံးကျေးဇူးတင်ပါတယ်